ထိတ်3ညာနဲ့3အပိတ်ကနန်း3လုံးပေါင်းရှင်း8ညာတွေပေါ့နော်ဒါကြောင့်မို့893ညာပရိတ်တဲ့က10ပရိတ်993ညာ3ဖြစ်ပါတယ်9ညာ3ပြီးတော့နောက်ထပ်2ပြင်မှာ3363ညာလေးတည်ချပေးသွားတယ်ပြီးတော့ဒီ66ခွန်ချားတွေပေါ့နော်ဆိုတော့အဲ့ဒီ66ခွန်တိပရိတ်ရတာကိုရှင်းပြပေးသွားမယ်1 2 3 4ပရိတ်ဖြစ်မယ်ပေါ့နော်ခဏလေးကြာရင်ဒီပရိတ်ဘယ်လိုရလဲဆိုတာလေးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီ1 2 3 4ပရိတ်ထက်ကတိပရိတ်66ခွန်ဖြစ်ပါတယ်တိပရိတ်66ခွန်21ပေါ့နော်တိပရိတ်ဖြစ်ပါတယ်ပေါင်းရှင်း21တိပရိတ်ဖြစ်ပါတယ်6366နဲ့နောက်ထပ်2ပြင်ကျော်ကဒီ665ရာတွေတပင်ကိုရှင်းပြမယ်ပေါ့နော်ဆိုတော့ဒီမှာ89ခွန်5ပရိတ်ပေါ့နော်89ခွန်5ပရိတ်4လုံးရတာဖြစ်ပါတယ်သူကချပေးသွားတာက665ဆိုတဲ့အတွက်ကတော့ကျွန်တော်ကနန်း3လုံးပေါင်းရှင်း19ပရိတ်ပေါ့နော်9ပရိတ်ဖြစ်ပါတယ်9ပရိတ်ဖြစ်ပါတယ်ဗောနော်665ဆိုတဲ့အတွက်ပေါင်းရှင်း9ပရိတ်ချပေးသွားခဲ့တာဖြစ်ပါတယ်665ပြီးတော့ဒီဘက်ကိုထပ်ပြီးလေ့လာကြည့်အောင်9ရှောင်းနဲ့3ည44ဗောနော်ဒီနည်းနည်းတိချပေးသွားတဲ့တပင်ကိုလည်းထပ်ပြီးချင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒီမှာပရိတ်ကသူရတာက4 5 9 3ဗောနော်4 5 9 3ပရိတ်4လုံးဖြစ်ပါတယ်အဲ့ဒီ4593ပရိတ်ထက်ကသူကနင်းနီတီဆိုတဲ့အတွက်ပေါင်းရှင်း5ပရိတ်ဖြစ်ပါတယ်ခင်ဗျာ5ပရိတ်နင်းနီတီဖြစ်ပါတယ်ဗောနော်ဒါပြီးတော့ဒီ843ဖြစ်ပါတယ်843 663ဒီနှစ်3ည9တိပရိတ်ချပေးသွားတာလေးရှင်းပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီမှာ